Okay ကျွန်တော်တို့ဘာနံပါတ်5 6 7 8 9 10 11အဲ့ကိုသွားအောင်နော်အဲ့တော့ဘာနံပါတ်5ကိုစအောင်ဘာနံပါတ်5ကကျွန်တော်တို့ခုနဒီမှာစုံထားတယ်နော်အဲ့မှာဘာနံပါတ်4မှာစုံထားနော် left position ကအဲ့တော့အခုဆက်သွားမှာဒါပဲ1 2 3နော်ဒိုဆိုဒီဘက်ကဖာဒိုမီနော်အဲ့ဒါโอเคဒါသဘောပေါက်မှာထင်တယ်နော်ဒီဘက်ကစီကော့ပေါ့နော်စီကော့မလို့ဒိုဆိုတီးတယ်ကဲနောက်တစ်ပါးဆက်သွားအောင်လက်ကိုရွှေ့တော့မယ်ဒီလိုရွှေ့မယ်အဲ့ဒါတော့မှာဘယ်ဘက်ကဖာဒိုလာဆိုတာဒီမယ်ညာဘက်ကလာဒိုဖာလာဆိုတာဒီမယ်အဲ့ဒါကိုဘယ်လိုဒီမလဲဆိုတော့လာဒိုဖာလာလာဒိုဖာလာအဲ့တော့အမြန်လေးအောင်ပေါ့အဲ့ဒါဒီမှာနော်1 2 3 Okay နော်ပြီးရင်ဆက်သွားမယ်ဆိုတော့ဒိုရေဒီဘက်ကဒီဆိုနော်နော်တို့လေးပါအဲ့တော့အဲ့သုံးပါလုံးပေါင်းပြီးတီးပြမယ်နော် okay အဲ့တော့အဲ့သုံးပါရမယ်ထင်တယ်အဲ့တော့ကျွန်တော်တို့ဆက်သွားမယ်ဘာနံပါတ်5 6 7တော့8ဘာနံပါတ်8လာပြီအဲ့တော့သူကလည်းလွယ်ပါတယ်ဒီမှာဆုံးထားနော်တော့ပြီးရင်လက်ကဒါလေးပဲ2 3ဒါလေးပဲဒီမီရေဒိုလာနော်မီရေဒိုလာ2 3နော်မီရေဒိုကဘာနံပါတ်8မီရေဒိုဘာနံပါတ်9ကဘာမှလုံးချင်မလို့တစ်လုံးမတိလိုက်2 3နော်အဲ့တော့နှစ်ပါးပေါင်းတီးရင်ဒီလိုမီရေဒိုလာ2 3ဒါလေးပဲနော်ဘယ်ဘက်ကလာမီညာဘက်ကမီရေဒိုလာအဲ့ဒါကိုပေါင်းတီးတာပေါ့မီရေဒိုလာ2 3နော်โอเคဘာနံပါတ်9ပြီဘာနံပါတ်10ကခုနအတိုင်းပဲခုနကျွန်တော်ရှေ့မှာဘာနံပါတ်6မှာတီးထားတဲ့အတိုင်းပဲ sorry အားလေးပဲနော်အတူတူပဲတီးပြီးသားနော်ဘာနံပါတ်6ကတီးထားတယ်အတူတူပဲအားလေးပဲပြီးရင်9 10ပေါ့နော်အဲ့တော့ဒါလေးပဲသူကနံပါတ်5ကဆိုကဒါလေးဆိုရေနော်ညာဘက်က interval 6တီးမယ်ဆိုလာတီဆိုအဲ့ဒါကို interval 6နဲ့တွဲမယ် interval 6ဆိုတာ၄လုံးကျော်1 2 3 4နော်သူ့ရဲ့၄လုံးကျော်နော်အဲ့ဒါတီးမယ်အဲ့တော့ဒါprogram ကောဒီမှာပေါ့နော်အမြန်နေရင်အဲ့ဒါကိုခက်လို့လွယ်လွယ်ပဲတီးကျင်တယ်လို့ဆိုရင်တော့ဒီဘက်ကတစ်ချက်ပဲတီးလိုက်ဒါလည်းရတယ်နော်အဲ့တော့နားလည်မယ်ထင်တယ်နော်အဲ့တော့ကျွန်တော်တို့ဘာနံပါတ်5 6 7
9 10အဲ့ဒါအကုန်ပြီးပြီအဲ့တော့ကျွန်တော်တွဲလုံးတီးပြမယ်အဲ့တော့စမယ်နော်နှင်းလေးပဲတီးပြမယ်1 2 3နော်ဒေါ်လာတီးနော်ဒါတစ်မျိုးပေါ့နော်နောက်တစ်မျိုးတီးပြမယ်နောက်တစ်မျိုးဆိုတာနော်အဲ့ဒါတစ်မျိုးပေါ့နော်အဲ့ဒါကိုကြိုက်တာတီးလို့ရတယ်နော်အဲ့တော့နောက်တစ်ခါကျွန်တော်နောက်ဆုံးတစ်ခါပြန်တီးပြပါမယ်ခုနမီရေဒိုလာဆိုတာကဒီလိုတီးလိုက်ရတယ်နော်ဒီလိုတီးလို့လည်းရကြိုက်တယ်လို့တီးလို့ရတယ်နော်ဒါကတော့မိမိစင်ပြေတယ်လို့တီးပါအဲ့နောက်ဆုံးတစ်ခါတီးပြမယ်1 2 3 sorry 1 2 3နော်ဒါလေးပဲနော်โอเคသဘောပေါက်မလို့ထင်တယ်ဒါလေးလေ့ကျင့်ပေးပါဦးနော်ပြီးလို့ရှိရင် intro ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ music လေးကိုလာပြီโอเคနောက်ဗီဒီယိုမှာဆုံမယ်